မင်းကြီးများမင်းကြီးများဗျာကိုတော်ရှင်မြတ်အလူရက်များစွာကြည့်ရှုလူရန်ရာ၌မင်းကြီးများရဲ့စီစဉ်မှုကြောင့်အယုတ်လက်အမျက်မရွေးလူရန်ခွင့်ရလို့ဝမ်းမြောက်တော်မူလာတဲ့မင်းကြီးများဘုရားကိုတော်မင်းကြီးရဲ့လူဒါနပြုရဝဲဘုရားကျွန်တော်မျိုးတို့ကုညီပါရမီဖြည့်ခွင့်ရလို့ဝမ်းမြောက်လာကြမှာဘုရားအောင်စင်ရတုအောင်စင်ရတုအောင်စင်ရတု အောင်မင်္ဂလာချင်းကမှာမင်္ဂလာရှိနိကိကြောင့်မှာရှင်မင်းကြီးကွန်တောက်ရာစကားဘုံနစာတို့ဘယ်အရက်ဘယ်ဌာနကအခါစားရောက်ပြီးအဘဲကိုအလိုရှိ၍ကောင်းကြီးပေးကြတယ်လေဆိုတာကိုအကုန်စိတ်ငါစုံစည်းအောင်တော်ဦးတင်စီဗျာမန်နိကိကြောင့်မှာဖရာကျွန်တော်မျိုးတို့ကာရီကလေးတိုင်းမှာမိုးကောင်းရေးစားအငဲ့ပေးကြ၍စင်းရဲဒုက္ခရောက်လုံးလာတဲ့ဖြစ်မိုးရွာစင်းရဲလုံးကစင်ပြီးတော့လူခံခြင်းဖြစ်ပါတယ်လူမေးပါဗျာလူမေးပါဗျာလူမေးပါဗျာဝမင်းများဗျာကိုတော်ရဲ့ချက်လစွာသောပြင်စရနဂရစင်ဖြူတော်ကိုအလူခံနေပြီမင်းချင်းရဲ့မှန်ပါတိုင်းပြည်ရဲ့စီပင်သားယာရနာဖြစ်တဲ့စင်ဖြူတော်ကိုအလူခံတယ်ဆိုတာအလွန်တစ်ရဲလာပါတယ်ဖေဟာအတစ်ရဲလာပါတယ်ဖေဟာအော်ဝမင်းရဲ့သူတို့တိုင်းပြည်အတွက်အတော်ပူဆွေးတော့ကကြွေနေရပြီမပေါ့အဲဒါကြောင့်ဒုပိကန္တရအမြန်ပရအောင်စင်ဖြူတော်ကိုလှူမယ်လူမယ်မင်းချင်းရဲ့လူနိကိရောမယ်လူနိကိရောမယ်တိုင်းပြည်ရဲ့ချက်ချိတ်တွေး၍စဉ်းစားတော်မူပါဗျာစဉ်းစားတော်မူပါဗျာအော်ဝမင်းရဲ့အလူဒါနပြုလုပ်ရ၌ငါကိုတော်ရဲ့စိတ်သည်စိုးစင်မြတွေးဝေခြင်းမရှိလောစွာနှစ်သက်မွေးလျော်၍စင်ဖြူတော်အားယခုပင်ပေးလူပါအံ့မေတော်မြတ်တိုင်းပါဗျာစာကြည့်ပရိသေရင်စိတ်ချမြဒါနပါရမီဖြည့်ခဲ့ပြ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 ီအလှတော်ဘွယ်တစ်ခဲနဲ့ဆင်းသည်တနေ့တာတွင်ငွေစင်း6သိန်းနေမွန်းမတိမ်မီပေးလူခဲ့သည်အာမယနိုင်မီအာမယနိုင်မီမေမဒီအလှအမကတူမမြစရာစေရနာကူညီပါ